fasting လို့ခေါ်တဲ့အစာအငတ်ခန္ဓာကိုဘလို့လောက်ရပါတယ်လေဆိုတာကိုဘိုက်စာပြီးဆိုလို့ရှိရင်ဘာတွေစားလို့ရတယ်လဲကျွန်တော်ကဘာကြောင့် fasting လောက်ရတယ်လဲဆိုတာကိုကန်ဆာယောဂကြောက်နိုင်ချေရှိတဲ့အတွက်တားရည်ကတော့ပုံမှန်ထက်ကောင်းလာမယ်ကျန်းမာပြီးတော့ယောဂကင်းလာမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့ fasting တော်တော်များများလုပ်ဖြစ်တာပေါ့လေ48နာရီ2ကြိမ်လောက်ရှိပြီအခုဒီနေ့လေ48နာရီအတွင်းမှာအစာမစားဘဲနဲ့နေတဲ့အချိန်ပေါ့နော်အကြမ်းအပြင်44နာရီလို့သတ်မှတ်လို့ရတယ်48နာရီတနာရီပတ်ချာလေးလောက်မှကျွန်တော်ရောက်နိုင်တယ်ရောက်လို့ okay တဲ့ဆိုလို့ရှိရင်တော့ဒီတစ်ချိန်မှာတော့82နာရီအထိကျွန်တော် fasting လုပ်ဖို့ဆုံးဖြတ်ထားပါတယ်အခုလိုမျိုးအစာ2ရက်နီးပါးမစားတဲ့အချိန်မှာ workout လုပ်တဲ့အချိန်မှာအားရှိပါသလားမရှိဘူးလားဆိုတာကိုစမ်းသပ်တဲ့အနေနဲ့ဂျင်ကိုသွားပြီးတော့ကျွန်တော်အောက်ပိုင်းကစားမှာဖြစ်ပါတယ်1 to 10ခွန်အားရှိမရှိကိုဗီဒီယိုကြည့်တဲ့သူအနေနဲ့ဘယ်လားလောက်မှရှိမလဲကျွန်တော်ကစားတဲ့အချိန်မှာကျွန်တော်ရဲ့ခံစားချက်ကို1 to 10သတ်မှတ်ပြီးတော့ကျွန်တော်တို့အတူတူသတ်မှတ်ကြည့်ပါမယ်ပြီးတော့ကျွန်တော်နေကင်းဘက်48နာရီမှာကျွန်တော် fasting ကို break လုပ်သလားဒါမှမဟုတ်82နာရီကိုဆက်သွားပါသလားဆိုတာကိုထပ်ပြီးတော့ကျွန်တော် sharing လုပ်ပေးပါမယ်ခင်ဗျ cheersချင်းကိုရောက်ပြီးတော့ကျွန်တော်15မိနစ်သွေးပူ7စီးပြီးသွားပါပြီအောက်ပိုင်းကိုကျွန်တော်ကစားနေကြအတိုင်းပဲ leg extension leg press hamstring curl ဘာညာကိုပုံမှန်ကစားရင်းနဲ့ကျွန်တော် energy level ဘယ်လောက်ရှိသလဲဆိုတာကို sharing လုပ်ပေးပါမယ်ဒီနေရာမှာ fasting လို့ခေါ်တဲ့အစာအငတ်ခန္ဓာကိုဘလို့လောက်ရပါတယ်လဲဆိုတာကိုဗဟုသုတအနေနဲ့ sharing လုပ်ပေးချင်ပါတယ်အများစုက12နာရီအတွင်းမှာအစာရေစာစားကြသလိုဂျန်နဲ့12နာရီအတွင်းအစာရေစာမစားဘဲနဲ့အိတ်တဲ့အချိန်လို့သတ်မှတ်ကြပါတယ်။ကဲအဲ့ဒီလိုမျိုးနေနိုင်လာပြီဆိုလို့ရှိရင်အစာရေစာမစားတဲ့အချိန်ကို14နာရီတိုးပြီးတော့ဂျန်နဲ့10နာရီအတွင်းမှာအစာရေစာစားပြီးနေကြပါ14နာရီနေနိုင်လာပြီဆိုလို့ရှိရင်တော့16နာရီအတွင်းမှာဘာမှမစားဘဲနဲ့ကျန်တဲ့8နာရီအတွင်းမှာမနက်စာနေ့လေစာညနေစာစားပေးလို့ရပါတယ်။ကဲ16နာရီနေတဲ့အေးအေးဆေးဆေးဖြစ်သွားပြီဆိုလို့ရှိရင်တော့18နာရီအထိတိုးပြီးတော့ကျန်တဲ့6နာရီအတွင်းမှာအစာရေစာစားပြီးတော့နေလို့ရပါတယ်။ဗုဒ္ဓဘာသာယဟန်တွေဘုန်းတော်ကြီးတွေနေတဲ့ဟာက18နာရီအစာရှောင်ပြီးတော့6နာရီအတွင်းမှာဆွန်ဖုံးပေးတဲ့ပုံစံမှာ18နာရီနေနိုင်လာပြီဆိုလို့ရှိရင်တော့တော်တော်ကောင်းပါတယ်။နာရီ20တိုးပြီးတော့လုပ်ကြည့်လို့ရပါတယ်။4နာရီအတွင်းမှာခုနကကိုစားတဲ့အစားအစာတွေစားပေးပါ။ထပ်ပြီးတော့ challenge လုပ်ချင်တယ်ဆိုလို့ရှိရင်တော့22နာရီနေပြီးတော့2နာရီအတွင်းမှာအစာရေစာစားပေးလို့ရတယ်လို့ကျွန်တော်ကတော့အများအားဖြင့်23နာရီအတွင်းဘာမှမစားဘဲနဲ့1နာရီအတွင်းမှာကျွန်တော်စားတဲ့အစားအစာတွေကိုစားလေရှိပါတယ်။ဘိုက်စာပြီးဆိုလို့ရှိရင်ဘာတွေစားလို့ရတယ်လဲကျွန်တော်ကတော့ coffee တောက်တယ်လို့ရေအများကြီးတောက်ပါတယ်အစိတ်အဆန်လေးနည်းနည်းပစားတယ်အခုမှစားလို့တဲ့သူတွေအနေနဲ့ဘိုက်စာတယ်ဆိုလို့ရှိရင်တော့ကြက်ဥပြုတ်တစ်လုံးတော့စားလို့ရတာပေါ့နော်ကယ်လိုရီ50အောက်က fasting ကိုမပြတ်စေဘူးလို့သိရပါတယ်ကျွန်တော်ဒီတစ်ချိန်မှာတော့48နာရီ fasting လုပ်မယ်ဖြစ်ပြီးတော့ကျွန်တော်ခန္ဓာရည်ရှိမယ်ဆိုလို့ရှိရင်တော့82နာရီအထိ fasting ကိုလုပ်ဖို့ရှိပါတယ်ကျွန်တော်ကဘာကြောင့် fasting လုပ်ရတယ်လဲဆိုတာကို sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့တွေ muscle များအောင်ကစားတဲ့သူတွေက protein ဆိုတဲ့အသားတက်ကိုပုံမှန်လူတွေထက်များစားလေရှိပါတယ် protein များစားတဲ့သူတွေက constipation ခေါ်တဲ့ဝမ်းချုပ်လေးရှိတယ်အဲ့ဒီမကြာခဏဝမ်းချုပ်ရတဲ့ဆိုလို့ရှိရင်ကန်ဆာယောဂကြောက်နိုင်ခြေရှိတဲ့အတွက်ခန္ဓာကိုယ်ထဲမှာမသေးမရှင်ဖြစ်တဲ့ cells တွေကိုအခုလိုမျိုးအစငှက်ခံပေးလိုက်တဲ့အချိန်မှာ cell တွေကစားစရာမရှိတော့တဲ့အတွက်ကြွသွားမယ်ဒါကြောင့်အသားရည်ကတော့ပုံမှန်ထက်ကောင်းလာမယ်လူကလေပို့ပြီးတော့ကျန်းမာပြီးတော့ယောဂကင်းလာမယ်ဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟိုမြောက်ဒီမြောက် cells တွေကိုအစာအငတ်ခံခြင်း fasting အချိန်အကြာကြီးလောက်ရခြင်းဖြစ်ပါတယ်ဆိုတာကိုဗဟုသုတအနေနဲ့အများဝေပေးခြင်းဖြစ်ပါတယ်အသုံးဝင်တယ်ထင်လို့ရှိရင်တော့ like and share ထပ်လုပ်ပေးလို့ရတယ်လို့အောက်မှာ comment ရေးပေးပါဦး cheersကဲခုချင်းရော energy ရော steady ပါပဲ7 out of 10ပေါ့နော် okay